ဒါတော့ကော်ဖီခြံထဲကိုရောက်နေတာပါနော်ဒါတော့ကော်ဖီတီးလေးတွေရှင်လာပြီဒါတော့ပက်ဆက်ဆက်တီးတာပက်ဆက်ဆက်တီးတာဒီလားဒါတော့ခြံထဲကိုရောက်နေတာပါကော်ဖီခြံပေါ့နော်ဒါတော့ခြံထဲမှာပေါ့နော်ပြောစရာကောင်းတယ်မှကြက်တွေရောလာနော်မိုင်ရက်ဆက်တယ်နင်းနေတိုင်းရှင်းကလေးတွေရာလေဟိုနားအောက်ချန်လဲကောင်းတယ်အောက်ချန်လဲကောင်းတယ်အပင်ကိုပြုစုတဲ့နေရာမှာကွာဒီမှာရေဒါရေတွင်ရေပေါ်လို့မပြောနဲ့ရေလည်းမရှိဘူးရိတ်လည်းမရှိဘူးအဲ့မှာစိုက်ပြီးမိုးဦးမိုးလဲမိုးနှောင်းကိုပြုစုနိုင်ရင်ဒီလိုပဲမြင်ရမှာဟုတ်တယ်တော်တော်သေးတယ်ဒါ9ဧကကိုလေဟုတ်တယ်ဒါကြောင့်တို့ချမ်းဟိုဟာပေါ့မဟုတ်ဘူးဒါဟိုကောင်လေးတခြားလူရဲ့ခြံသူ့ခြံရဲ့ပိုင်ရမရိယာမနေရဟိုဘက်ကရန်ကုန်ကမန်းလေးရတဲ့ခြံလေးလေသမဒါဘာနှစ်ထင်လဲဒါနှစ်ကျော်3နှစ်ပဲရှိတယ်အဲ့လောက်ပဲရှိမှာပဲဟဲ့ဒီကောင်3နှစ်နော်ဟုတ်တယ်ဟိုကောင်2နှစ်ဘာကိုလည်းဟိုကနားလေးဟိုမှာမကူရတဲ့နားလေးလဲပါသွားမယ်လေးလေးရောအားလည်းမင်းစီပဲလာကြွားတာဟဲ့အားချာအားချာလားဒီသဘောလေးကိုစုံမင်းဆန်လည်းကောင်းအောင်လုပ်လို့ရပါဆန်မှတ်နေတာဒီဟုတ်ပြီမျိုးနဲ့ပြရနော်ဒီမော်ဒီပြီသူချန်လည်းအဲ့လိုကိုစုံမင်းဆန်လည်းအဲ့လိုမေးရလောက်အောင်လုပ်ပါမယ်ဒီမှာလေးတင်မော်ဒီဟုတ်တယ်ကိုစုံမင်းတင်မော်ဒီလေးတင်မော်ဒီကလေးတင်မော်ဒီကဒီမှာဘလို့ရောင်းရတော့ကလေးတင်မော်ဒီကအစိမ်းရောင်းလားအမဲ့ရောင်းလားမရောင်းဘူးအန်တီစားခြင်းဟုတ်ဘူးရောင်းတဲ့ဈေးလေးလည်းပြီးဘလို့မိုးကနှင်းကမိတော့မိထားတယ်ဒီရှိသားမခံဘယ်ရလဲတင်မော်ဒီတီးတော့ရက်ဆက်နေတယ်ဒီဟုတ်ကျွန်တော်ကိုပီချန်ကလူတွေလည်းလာပြဘူးတဲ့တခေါက်လေတော့6တော့မပြဘူးဒီဆက်လိုက်လားရက်ဆက်တယ်ဟောတီးတော့လားပက်ဆက်တီးရနော်ဒါဆိုရင်မိဒါဘာထဲတာဟိကျွန်တော်ဟိုပေါ့နနနသုံးနေနနောက်ညီရောနွားနဲ့လားဟုတ်ကဲ့ဟောနွားနဲ့သုံးတယ်နောက်ပြီးတော့ဗာထည့်သေးလေဘာမှမထည့်တော့ဒါပဲအကောင်ကျွန်တော်ပြီးခဲ့တဲ့နှစ်ကဟိုပဲကျွေးရ14လုံး9ဧကကျွေးလိုက်တာနဲသွားတာနဲသွားအတိအားနဲ့ကြာနဲသွားဟုတ်လားသူကဘယ်နဲ့ချိန်ကျွေးရတစ်ချိန်နဲ့ပဲလားချိန်နဲ့ပဲကျွေးလိုက်ပြစ်ထားလိုက်တော့လားပြစ်ထားသူကျွေးပြီးတော့မိုးရသည်နဲ့တွေ့ခုကျွေးလို့မရခုကျွေးသေးခုကျွေးလို့မရမိုးရသည်နဲ့တွေ့တော့ကြဘူးလေအမြင့်တွေသူတို့မိုးကြပြီး2မိုးလောက်ဆိုရင်တော်တော်ဆွဲပြီဆိုလို့ရှိရင်အမြင့်ပေါက်လိုက်တာတပေခွဲကွာပေါက်လိုက်တဲ့ခါမှာအမြင့်ဟောင်းတွေပဲရှိတယ်အမြင့်တင်မရှိတဲ့အချိန်မှာအဲ့နေရာပုံနဲ့ပြန်ဖုံးပြီးကျွေးတယ်အဲ့လိုအမြင့်တက်ရှိရင်တော့ပင်ကိုလောင်းသွားမှာနော်ဟိုပင်မျိုးဖြစ်ပြီးတော့လောင်းသွားအကောင်နေကြတော့ဟိုဖြစ်သွားအသီးများပါဟုတ်တယ်နော်လောက်တယ်ဒီပြန်တေတော့မတေပါသေးတယ်တေသွားရတာဟုတ်တယ်အပေါ်ရဲ့တီးတာဟိုကလားဟိုကဘူးစားတော့ပါဘူးမရီကအပြင်မှာနော်လေဒါလေးရမယ်ဒါ3နှစ်တည်နေရောကောင်းတော့ဒီတဲ့ဟင်းဒီမိုးချမှာပုံရင်းကလည်းကြည့်လိုက်ပြီဒီထားရင်းလိုက်နေမိချစ်ပေါက်ညပတ်ဆက်ပေါ်ပါလေဆိုတော့ဒါကြောင့်မင်းဒီကလေဘုံကြောက်စိုက်ထားရင်နောက်နေ့မှအတီးတိုင်းကလားကျွန်တော်တို့တတိယဟုတ်တယ်မိုးကြတဲ့ခါကျတော့ကျွန်တော်တို့စိုက်လိုက်တယ်လေစိုက်လိုက်ကောစိုက်တဲ့ခါကျပြုစုပြီးတာနဲ့အရင်မိုးချလိုက်တယ်မိုးချလိုက်တော့နောက်နှစ်ကျတော့တီးရတယ်တစ်နှစ်ပဲအရင်မိုးလိုက်တစ်နှစ်ပဲစောင့်နောက်နှစ်ကိုတီးတန်းရတယ်